Hello မင်္ဂလာပါဒါတော့ညီလေးအောင်ချမ်းကိုဖြစ်ပါတယ်ခင်ဗျာအောင်ချစ်ကိုလားအောင်ချမ်းကိုလားအောင်ချမ်းကိုကျွန်တော်တို့ဒီနေ့ပယ်သွားလဲကျွန်တော်တို့ဒီနေ့ကဖတ်ထရာကန်းကြီးသွားပါမယ်ဖတ်ထရာကန်းကြီးသွားမယ်နော်တလဲမယ်အခုဒါကျွန်တော်တို့သွားမှာ2ယောက်တည်းတော့မဟုတ်ဘူးနော်သွားမယ်လူလဲဗီဒီယိုတရုပ်ဆောင်နဲ့မန်နန်စုဒဇင်လေးပါပါတယ်ခင်ဗျာဖုန်းလေးပြောပြီးတော့ဘူကျုံစီကိုလာတဲ့ရင်ကုန်သူကိုမီးဘူးချေပြီးလို့ရှိရင်ဦးခင်မောင်သူရဲ့ဒူမလေးလည်းပါပါတယ်ခင်ဗျာHello to you Lola Swapian Thank you so much နောက်ထပ်မော်ဒယ်တရုပ်ဆောင်မင်းကြီးလေး2ယောက်လည်းပါပါသေးတယ်ခင်ဗျာဒါကျွန်တော်တို့အခုသူတို့နေတဲ့နေရာကိုတွားပြီးတော့ကြိုဖို့ပေါ့နော်တွားနေတုံးပဲပေါ့နော်တွားနေတုံးပဲတဝင့်ကြိုမှာပေါ့နော်သူတို့တော့ပြင်ဆင်ပြီးတော့စောင့်နေမှာပေါ့နော်ဟုတ်ကဲ့ကဲနောက်မှထပ်ပြီးတော့မိတ်ဆက်ပေးမယ်နော်ဟောကြရအောင်သွားမယ်နော်โอเค I'm lonely this winter I'm fulfilling the wish of the loving being I don't know that would hold for me to be alone Hello မင်္ဂလာပါလမ်းစုတစ်စင်ပါရှင်အခုကတော့လမ်းစုတို့ကလမ်းစုရဲ့မောင်လေးပေါ့နော်မောင်လေးအောင်ချမ်းကိုရဲ့ကုညီမှုနဲ့လမ်းစုတို့ဒါပတ်တရားကန်းကြီးပေါ့နော်ပတ်တရားကန်းကြီးကိုမောင်လေးတို့ညောက်ကလိုက်ပြီးတော့အလဲလိုက်ပို့တာပါနိုင်ငံရောက်တော့လေအခုမကြခင်ပေါ့နော်မိနစ်ပိုင်းလေးဆိုလို့ရှိရင်ဒါပတ်တရားကန်းကြီးကိုရောက်တော့မှာပါရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မင်္ဂလာပါစวัสดีค่ะတယောက်ဆောင်ကိုရဲကိုရီတမရှင်အခုကတော့ပတ်တရားကန်းကြီးကိုသွားနေပါတယ်ဒီကခြေရအပေါ်တွေကနေပြီးတော့လိုက်အခန်းနဲ့လိုက်ပို့ပြီးတဲ့ကြောင့်မို့ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့အတူတူအားလုံးပြောရှင်းရှင်းနဲ့ပတ်တရားကန်းကြီးကိုသွားပါမယ်ရှင်လိုက်ခဲ့ကြပါဦးလိုက်ခဲ့ကြပါဦးကျေးဇူးတင်ပါတယ်အန်ဒီဟယ်လိုစဝါလီကာခုထိုင်းနိုင်ငံလေးရောက်တော့ပြီဒီသူလေးနှစ်ယောက်ကပတ်တရားကန်းကြီးကိုလည်းခေါ်သွားပါတယ်ပြောပါပါနဲ့ရန်လည်းပြောရပါတယ်လောကစီးပြီးချစ်ဖို့ကောင်းတဲ့ကလေးတွေနဲ့အတူတူအလဲပတ်လေး trip လေးတစ်ခုသွားရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခပ်ဖို့ကျေးဇူးတင်ပါတယ်ခင်ဗျာထိုင်ရောက်တာတရက်နှစ်ပဲရှိတယ်ထိုင်ဒါတော့ထိုင်စကားတက်ပါပြီဒါတော့ကျွန်တော်တို့ရဲ့ကိုကြီးပါကောင်းမောင်းပေးတဲ့ကိုကြီးပါခင်ဗျာဒါတော့အောက်ရှမ်းကိုဖြစ်ပါတယ်ခင်ဗျာဒီနေ့ဒီကမန်နန်စုတို့နဲ့ဒီမှာဖတ်ရကန်းကြီးသွားမယ်ပါဝါလာရှားသိနေမယ်ပေါ့နော်ကဲဖတ်ထရကန်းကြီးရောက်ပါပြီခင်ဗျာသူ့လိုသိရဟုတ်တယ်ချမ်းအခုမှရောက်တယ်နော်တမောင်းလည်းနည်းနည်းကြာမဟုတ်ဘူး4 နိုင်ခွဲတော့မယ်ဟောညမအေးစီမှာတင်မယ်အေးစေးမိုးလေးမကြည့်နေပါဟုတ်ကဲ့ပြေးရမလားโอเคတယ်ဆင်ပြေတယ်မှာအခုမှတွေ့ရတာဆိုသူကတွေ့အိမ်မပြန်သေးရောအိမ်မပြန်သေးတာမနာမည်ဘယ်လိုခေါ်ပါလဲခင်ဗျာကိုစင်ရီလို့ခေါ်ပါရှင်ပြောဆောင်ပါရှင်ပြောဆောင်အားပါရှင်စမတီထောင်းနေလိုက်ပါမိသဘောမီဆုံးပြနိုင်နေပါခင်ဗျာကျွန်တော်တို့ဒီနေ့ဖတ်ထရရောက်နေပါပြီခဏနေကြလို့ရှိရင်အားလုံးခမင်းစားကြမယ်စားပြီးလို့ရှိရင်ရေကူးပါမယ်ခင်ဗျာအားလုံးပဲလိုက်လာခဲ့ပါလောက်ခလိုက် Every time I train myself because of you If you wanna be in my
ဒီမှာဘာတူလဲသိလား ညမသိနေစ ရှာလို့လောက်စားစวัสดีค่ะ Every time I train myself because of you. If you wanna be in my way cause of me, the stars were shining to me away, whispering, I want you to know you're my world. Every time I'm crazy, it's အိမ်လဲပြီးတော့လာပြီးရဲဆင်းမယ်ရေကူးမယ်ပဲပြီးသွားပြီကဲ ပြပါပြီရှင် ဒါလည်းရေကူးရုပ်ဆောင်လေးနဲ့ ရေဆင်းมาတော့မယ်ပျော်စရာကောင်းပါတယ်ကဲဒါပတရာကိုငူပါဆိုလို့ရှိရင်ဒီကဒုတိယချိန်ရောက်ဘူးချင်းပါအဲ့တော့ဒီဒုတိယချိန်မှာဒီဘက်နေရာလေးကမရောက်ဘူးသေးဘူးအဲ့တော့အခုမှဒီဘက်နေရာလေးကိုရောက်ရတယ်အဲ့တော့ဒီကဲရေထဲဆင်းရမယ့်နေရာရောက်ပြီဆိုတော့ရန်ပျော်နေပါပြီโอเคပါ น้องจะพาพี่ล่องใต้ไปเที่ยวทะเลนั่งเรือลงเลดำดูปักการังน้องจะ No I love you I love you my little girl Guns up to her guns up me ha ye lai li po chi ye lai li po chi ye လာပါအခုဆိုတာ လာပါဒါအခုကဲလို့ပြီးသွားပြီ ကဲ ပေါ့ ပြီးသွားပြီ ရေကူးလို့ပြီးသွားပြီဆိုတော့ကံကောင်းမှာရှောက်ပြီးတော့လဲဖို့စီစဉ်ရှိပါသေးတယ် အဲသွားမယ်သွားမယ် Okay come on ဘာကောင်းမျိုးရဲ့နောက်လက်ကိုတိုးပါမယ်ခင်ဗျာ โอเค